ဘာဖြစ်နေမင်းရဲ့ ဟဲ့တော်ပဲမင်းရောက်လာတယ်လို့ပါအော်ပန်းသေးခောက်စင်းနဲ့ဖောက်ကြလေးဝေကျွေးစမ်းပါကွာငါဒီမှာတော်တော်လေးစားကျင်တာအာဒီတာပြင်းပြနေလို့ ကြီးတယ်မင်းအာတိတပဲဖြစ်ရရှိသေးတယ် အော်တကယ်ပြောတာမင်းဒီဇိုင်းကပန်းသေးခောက်စင်းငါစားဘူးလေတကယ်ကောင်းတာမင်းအပူမပြောစောစောဒီမှာပန်းသေးခောက်စင်းတည်ပြီးသွားတာလေလုံးဝအနက်ကိုမင်းမှုေးနေတာပဲပန်းသေးခောက်စင်းလေးစားပြီးတော့ဖောက်ကြလေးတောက်လိုက်ရင်တကယ်နှက်စည်းစိန်တော့ရောက်လို့ပါကွာဝေကျွေးစမ်းပါကွာမင်းငါလည်းမင်းနည်းနည်းပြန်ကျွေးမယ်လေ မရဘူးမကြွေကွက်ကိုဝယ်စား ဟိုတိုင်းပုံမှန်ချိန်မှာငါစားနိုင်တယ်အခုကဝယ်စားနိုင်တဲ့အခြေအနေမရှိဘူးငါပြောပြအဖြစ်ကဒီလိုမျိုး ဘာပြောနေ ဟောဘာမှမပေါ့ဘူးဒီမှာဒီတိုင်းပဲသူနဲ့အလုပ်ကိစ္စပြောတယ်နော် ရာသီဥတုတိတ်မကောင်းနဲ့တွေ့နော် ညတင်ငယ်ချင်းလေဘန်းငွေရှို့တာအဲ့ဒါကိုငါတင်ထားတယ်ဆိုပြီးစိတ်ကောက် ဟာဘန်းငွေမှုပါဘူးဆိုဒါပဲပြောနေအဲ့ဒါဒီတိုင်းထိုင်းနေမေ့နေတဲ့ကိစ္စကြီးဟာယူ ငေါဘာတာမဟုတ်ဘူးဒီဘီထဲမှာမေ့ပြီးတင်ထားတာပေါ့ အေးလေကျုပ်အဲ့လိုအကျင့်မှမရှိတဲ့ဟာယူကြီးရလေအဲ့ဒါဒီတိုင်းပဲထိုင်းမေ့သွားတာရတဲ့ကိစ္စပိတ်စံမိမကိုပဲပြောပေးနေတဲ့ဟာယူ အေးလေအမအကြီးရသေးရပေါ့ တိုင် အာကြီးပွဲမင်းအာကြီးဘက်ကိုအော်လိုက်တာမင်းတို့ ဟောဟုတ်တာအဲ့ဒါမိမပဲယူလာလိုက်ပါလားမိမပဲယူလာလိုက် အရင်ဘက်ကအိမ်ကိစ္စလေးငါတို့ပွဲဖြစ်သွားတော့တာမင်းရဲ့ဝေစုတိုင်အကျွေးရင်လာလေငါတို့ဒုက္ခရောက်နေတာမင်းငါ့ကိုကူပေးထားတာအခုပြန်ဆက်တာပေါ့ မင်းလည်းပတ်စံနေအများကြီးရှိနေတာပဲကွာဒီနေ့တော့မင်းပဲကြွလိုက်တော့နော် ကျွေးမှာပေါ့ဘာစားနေလဲ ပန်းသေးခောက်ဆွဲနဲ့ဖာလူတာ